အားလုံးပဲမင်္ဂလာပါဒီနေ့ဆိုရင်ချက်ပြမိမယ့်ຢာလေးကတော့စင်ကူမှာရန်နာမည်ကြီးတဲ့ပောက်ကုတ်သေးလို့ခေါ်တဲ့ဝက်နယ်ယိုဟင်းကျိုလေးပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်အရင်ဦးဆုံးဝက်နယ်ယိုကိုစားလေးနဲ့ဆေးဖို့အတွက်နေပေးထားပါမယ်ပြီးရင်တော့ဝက်ရိုးလေးတွေကိုခဏပြုတ်ပေးထားပါ3မိနစ်လောက်ပြုတ်ပေးတယ်တော့အဆင်ပြေပါပြီပြီးရင်လည်းဒီကြောင်ကိုဆေးပေးရပါမယ်ခင်ဟင်းကျိုတဲတဲဖို့အတွက်ချက်သွန်3လုံးဆုံးပါပောက်ကုတ်တဲ့ရတာထုတ်ကိုလည်းသုံးပေးထားပါတယ်ရမ်းငံမကြိုက်တဲ့လူတွေတော့ကတော့တစ်လုံးပဲသုံးပြီးဖို့ချင်ပြပါတယ်ရှင်ဒါကတော့ရေစိမ်းထားတဲ့မိုးကြောက်ဆေးကြောရတဲ့ဝက်ယိုချက်သွန်ပြူဒါကတော့ရတာထုတ်မိုးကြောက်ပဲငံမြာရည်နဲ့ငုတ်ကောင်းလေးထည့်ရင်ဆင်ပြေပါပြီစားနေထားတဲ့ဝက်နယ်ရိုးတွေကိုတော့ဒီပြောင်စအောင်ဆေးပေးရပါမယ်ဝယ်ယူနိုင်ဝက်လောက်ပြုတ်ပေးထားရင်တော့ဟင်းရည်ရတာကိုပို့ပြီးတော့ခန်းစားရမှာဖြစ်ပါတယ်နေရိုးတွေကိုဟင်းကြိုတက်ထည့်ပြီးတော့ပြုတ်ပေးပါမယ်အနည်းဆုံးတော့တစ်နာရီလောက်မီးအေးအေးလေးနဲ့ပြုတ်ပေးဖို့ချန်ပြပါတယ်ရှင်နေရိုးတွေနူးလာပြီဆိုရင်တော့သုံးဆောင်နိုင်ပါပြီရှင်ကဲနေရိုးတွေလည်းနူးလာပြီဆိုတော့ထမင်းပူပူလေးနဲ့သုံးဆောင်နိုင်ပါပြီရှင်အားလုံးပဲဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်